Jack တယောက်ငွေထုတ်ဖို့သွားတဲ့အခါထူးဆန်းတဲ့အရာတစ်ခုကိုတတိထားမိလိုက်ပါတယ်။သူ့ဘဏ်အကောင့်ထဲမှာမမျှော်လင့်ပဲငွေ9သိန်းခွဲလောက်ပို့နေတာပါ။ Jack ကမယုံနိုင်အောင်ဖြစ်သွားပြီးငွေထပ်ထုတ်ကြည့်တဲ့အခါမှာတော့ ATM စက်ထဲကနေငွေသားတွေဟာမရက်မနာပန်းထွက်လာပါတော့တယ်။အနီးနားကလူတွေလည်းအံ့ဩမှင်တက်သွားကြတာပေါ့။လူအများအာယုံစိုက်မခံရအောင် Jack ကငွေသားတွေကိုအိတ်ထဲအမြန်ထည့်ပြီးအဲ့ဒီနေရာကနေထွက်လာခဲ့ပါတယ်။သူအိမ်ပြန်ရောက်တဲ့အခါအင်ရှင်ကသူ့စီအပြေးအလွှာရောက်လာပါတယ်။ဒီနေ့လေက Jack ရဲ့နာမည်နဲ့ပါဆယ်ထုတ်ကြီးတွေအများကြီးရောက်နေတယ်လို့ပြောပါတယ်။အင်ရှင်ကိုမြန်ပြန်လွတ်ချင်တာနဲ့ Jack ကလာဖုံးများစွာစာအိမ်ငါးခါကိုကြိုပေးလိုက်ပါတယ်။ဒါပေမဲ့သူ့အခန်းကြီးဖွင့်လိုက်တဲ့အချိန်မှာတော့ကြောင်ကြီးဖြစ်သွားပါတယ်။အခန်းထဲမှာတစ်တာတွေကတုံးပုံရပုံဖြစ်နေလို့ပါ။တစ်တာတစ်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါသူတခါမှမမြင်ဘူးတဲ့ထူးဆန်းတဲ့ပစ္စည်းတွေနဲ့အတူအမိုနီယမ်နိုက်ထရိတ်ရမ်းမှုတွေနဲ့အဆင့်မြင့်လက်နက်တွေကိုတွေ့လိုက်ရပါတယ်။အဲ့ဒီနောက်သူ့နာမည်နဲ့နိုင်ငံကူးလက်မှတ် passport အများကြီးထည့်ထားတဲ့စာအိတ်တစ်အိတ်ကိုလည်းတွေ့လိုက်ရပြန်ပါတယ်။ Jack တယောက်စိုးရိမ်စွာဖြစ်နေတော့မှာပဲသူ့ဖုန်းကမိလာပါတယ်။သူတုံရင်နဲ့ဖုန်းကိုဖြေလိုက်တဲ့အခါတစ်ဖက်ကအတန်ကရေးတွေနောက်တစ်မိနစ်အတွင်းရောက်လာတော့မယ်။ဒုက္ခမရောက်ချင်ရင်အခုချက်ချင်းအိမ်ကနေထွက်ပြီးအနည်းဆုံးရထားဖူးတာမှာညုံချချက်ကိုစောင့်နေလို့ပြောပါတယ်။ Jack ကပရင်းပေါက်ကနေအပြင်ကိုလှမ်းကြည့်ပြီးထူးခြားတာဘာမှမတွေ့ရပါဘူး။ဖုန်းထဲကလူကအခန်းထဲမှာတပ်သေးတွေအပြည့်ရှိနေပြီးရဲမိသွားရင်သူ့ကိုအကြမ်းဖက်သမားအဖြစ်ဆွဆွဲလိမ့်မယ်လို့တတိပေးပါတယ်။ Jack ကခမည်းဘာတူလဲလို့မေးပြီးမယ်အဖြေမရခင်မှာတင်အလင်းဖြာပုံ flash bang တစ်လုံးအခန်းထဲလွင့်ဝင်လာပြီးရဲတွေကပရင်းပေါက်ကိုရိုက်ခွဲကဝင်လာပါတော့တယ်။ Jack ကထွက်ပြေးဖို့ကြိုးစားပေမဲ့တကားမှလည်းဝိုင်းထားပြီးသားပါ။ရဲတွေကသူ့ကိုအမြန်ဖမ်းဆီးပြီးအကြမ်းဖက်မှုစစ်ဆေးရေးအခန်းကိုခေါ်သွားပါတယ်။ Jack ကသူဘာမှမသိကြောင်းနဲ့အပြစ်ကင်းကြောင်းတွတ်ပြောနေပေမဲ့ရဲတွေကတော့သူပြောတာကိုလုံးဝမယုံကြပါဘူး။ဒါပေမဲ့နောက်ပိုင်းမှာသူ့ရဲ့နောက်ကျောင်းရာဇဝင်ကိုစစ်ဆေးကြည့်တဲ့အခါမှာတော့သူ့ကိုတစုံတစ်ယောက်ကထောင်ချောက်ဆင်ထားတာလို့ရဲတွေကယူဆလာကြပါတယ်။ဒါဟာသူ့ရဲ့အကိုဖြစ်သူနဲ့ပတ်သက်နိုင်တယ်လို့သူတို့ကထင်ကြပါတယ်။ Jack ကတော့သူ့အကိုနဲ့စကားမပြောဖြစ်တာနှစ်အတော်ကြာပြီဖြစ်ကြောင်းနဲ့သူ့အကိုကိုမနေ့ကမှတင်းကြုံခဲ့တာဖြစ်ကြောင်းပြန်ပြောပြပါ။စစ်ဆေးမေးမြန်းမှုကနေဘာမှထူးမလာတဲ့အတွက်ရဲတွေက Jack ကိုအခန်းထဲမှာတယောက်ထဲထားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတရားရေးဌာနကနေ fax စာတစ်စောင်ရောက်လာပါတယ်။အဲ့ဒီစာမှာ Jack ကိုဖုန်းတစ်ချိန်ခေါ်ဆိုခွင့်ပြုဖို့ရေးထားပါတယ်။အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကသတင်းအချက်လက်တွေပေးပို့လိုက်ကုန်ကြပြီမဲ့နောက်ထပ်ဖြစ်လာမယ့်အရာကိုတော့ဘယ်သူမှမမျှော်လင့်ထားကြပါဘူး။အဲ့ဒီလေးဝက်ဆန်းပြတဲ့အတန့်ရှင်ဟာဖုန်းထဲမှာထပ်ပြီးပေါ်လာပါတော့တယ်